ခုခေတ်ဖျားလူကြီးတွေကတော်ပါတယ်မစောင့်ပဲဖြစ်မတော့မြကလေးတွေကခိုးခိုးနေတညာလုံးအိပ်ရရှာဘူးကလေးတွေကခိုးမလို့လက်ကလေးပေါ်လာလိုက်ဟာကောင်းလေးထောက်ဒုတ်ကြီးနဲ့တော့ကြလဲခေါင်းလေးပေါ်လာဟဲ့ကောင်းလေးတွေမလုံးနဲ့တော့ထောက်ဒုတ်ကြီးနဲ့တညာလုံးအိပ်ရမနဲ့မိုးလင်းတော့မှဖျားလူကြီးတွေကအထုပ်ကြီးတွေနဲ့ပြန်ကြစောင်းထုတ်ပြချမ်းချမ်းနဲ့ဆောင်းတွင်းကြီးသိရသားနဲ့တရားဘောဖွင့်ကြစို့ကိုင်းဆိုစားနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားနှစ်ကြိမ်ဆိုပါဦးဒီလိုရှစ်ခိုးရမှာတညတိုင်းလားညတိုင်းလားညတိုင်းရှစ်ခိုးရတရားနာပရိသတ်ကိုလည်းတရားနာတုံးတင်မဟုတ်ဘဲနဲ့ညစဉ်ညတိုင်းအဲ့ရလေးခင်တူးလေးတုတ်လက်အုပ်ကလေးချီပြီးညတိုင်းရှစ်ခိုးကြဒါကိုပဲဘုန်းကြီးတို့ဗမာပြည်လှဲပြီးတော့ဘုန်းကြီးတို့ဟောနိုင်တဲ့အချိန်မှညစဉ်တိုက်တွန်းနေရပါဘုန်းကြီးဟူတရက်မှမနာပဲနဲ့ညတိုင်းတိုက်တွန်းနေရသက်သာခွင့်လေးတွေရကြအောင်လို့အနန္တ၅ပါးညတိုင်းရှစ်ခိုးတယ်ဆိုရင်ဖြင့်ယောက်ျားမိန်းမကလေးလူကြီးသက်သာခွင့်လေးတွေငါးပြားတစ်စိတ်မကုံတော့လဲပဲမိမိတို့နောက်ဒီစေရနာလေးတွေအရေးတပွဲလိုက်ကြပါစီတော့လို့ဒါတိုက်တွန်းရပရိသတ်ကြီးမနေ့ကတုန်းကမဟာဒုတ်အိမ်ဘယ်သူရောက်နေပါလဲတရားရောက်တရားကဘယ်လိုပုံစံနဲ့မဟာဒုတ်ဆင်းရဲသားအိမ်ရောက်နေတာပါလဲထမင်းတယ်မဟုတ်ဘူးကွထမင်းချက်အေးရောင်းမကြီးထမ်းလို့ထမင်းချက်များအလိုရှိရနိုင်ပါတယ်ခင်ဗျာလို့ဆိုတော့မဟာဒုတ်ကြီးတန်ဃာတပါးနဲ့ပင့်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဟောတောင်မြင်တဲ့ထေကတန်ဃာ1000ခင်ဗျဟောကျွန်တော်တို့မြောက်ပြင်တဲ့ထေကတန်ဃာ900ခင်ဗျအဲ့ဒီသွားချက်ပါလားလို့ဆိုတော့မဟာဒုတ်ကြီးဒီလိုပြောလိုက်တဲ့ဆိုရင်ပဲမြတ်သပိတ်ရမယ်မဟာဒုတ်ရဲ့ဆုံးကိုချက်ချင်တဲ့တရားမင်းကထမင်းချက်ရောင်ဖန်ဆင်းလာရာကနေပြီးတော့မဟုတ်ပါဘူးခင်ဗျာအခကြေးငွေနဲ့ကျွန်တော်ချက်တာမဟုတ်ပါဘူးကုသိုလ်ဖြစ်ခင်ဗျတထေးဆုံးမဆင်းရဲသားရဲ့ဆုံးမဒီလိုမဟုတ်ပါဘူးခင်ဗျဒါနဲ့မဟာဒုတ်ကြီးကကိုင်းတာဖြင့်လာပြုတ်ဆိုတော့မဟာဒုတ်အိမ်တရားရောက်တဲ့နေရာဘုန်းကြီးရပ်ထားခဲ့ကိုင်းဒီတော့ကောင်းပြီတရားမင်းရောက်တော့ချက်ကြပြုတ်ကြတိုင်ပင်ကြပေါ့မဟာဒုတ်နဲ့ဒလိဒ္ဓတို့တညာလုံးအိတ်မပြောဘူးမရဲ့တန်ဃာတော်တစ်ပါးငချင်းသားနဲ့လှူရတော့ကွယ်နှမရဲ့ပျော်လုံးလို့ဒါမှန့်ကြည့်လို့ရပါအခုကြည့်အိတ်မပြောကြဘူးအဲ့ဒါလို့အိတ်မပြောပဲနဲ့ချက်ကြပြုတ်ကြနဲ့မိုးလင်းကနီးရောက်လာတော့ကိုမဟာတို့ဘာတော့နှမရဲ့တော့တန်ဃာတွေပင့်လာလိုက်ကြတယ်စီတန်းလို့ကြည်ညိုစရာကြီးကျွတ်တို့သူများတဲ့တွေလို့တန်ဃာများလှူခြင်းပေးမယ်လို့ဆင်းရဲသာဘဝဆိုတော့တန်ဃာလေးတစ်ပါးရှာပါပင့်ထားရတာကိုမဟာတို့ရဲ့တော့ကြသူများတွေပင့်သွားလို့ကျွတ်တို့မရလိုက်ဖဲနေရင်ခက်မယ်ဒါကြောင့်ကိုမတို့တန်ဃာပင့်ညီတော့လို့ခိုင်းတော့မဟာဒုတ်ကြီးမအိပ်ရပေမဲ့လို့မျက်နှာကလေးတစ်ကြည်လင်အောင်အပေါ်ယုံမစိုးလေးလွှမ်းပြီးတော့တန်ဃာအပင့်ထွက်သွားဟိုရောက်တော့လူအုပ်ကြီးနဲ့ဘုရားလူကြီးကလည်းတရားနာပြီးသားတန်ဃာတွေစရင်ခေါ်ပြီးတော့တောင်ပြင်းတထေကသံဃာ1000ကျွတော်မူပါဖရာမိုက်ကြီးနဲ့ရံပြောတာနော်အဲ့ဒီတုန်းကဒီမိုက်တွေရှိကြမရှိဒါခုခင်းနဲ့မှားရတာပေါ့ဗျာရှိများနေမလားတော့ကျွတ်တို့လည်းမသိဘူးပေါ့စားရဲတော့မပါဘူးမှားရတာပေါ့ဟာတန်ဃာ1000နေဘူးဟာမြောက်ပြင်းတထေကသံဃာ900ကျွတော်မူပါဖရာပင့်လိုက်ဟေး900ဟဲ့
မဟာတို့တန်ကလေးရှာရှာပါပါတပါးတဲ့ပင်ထားတာမင်းဘုံမှာကြမ်းပါမလားကွယ်ခြေပြားလေးထောက်ပြီးတော့လူတဲ့လည်းမကရဲဘူးဆင်းရဲသားကိုဗျပတ်စံရှိတဲ့လူတွေကတရောင်နဲ့တွက်လွှတ်လိုက်မှကြောက်ခြေပြားလေးထောက်ကြည့်နောက်ကြည့်ရင်နဲ့လူအုပ်ကြီးဆဲတော့ဘုရားလူကြီးနာကပြောဘာကြီးဟေးကောင်ဒီတော့မမေ့ဘယ်ကောင်ဟောဗျာဘာကြီးကျွန်တော်မသိဘူးလားကျွန်တော်လေတန်ခါစရင်ပေးနေစဉ်အခါတုန်းကဒီမှာရောက်တယ်ခင်ဗျမင်းနောက်ဘဝကမှလှူလို့ဆင်းရဲတာနောက်ဘဝကမှလှူလို့မွဲတာရဲ့လို့ဘာကြီးကိုယ်တိုင်နိဗ္ဗာန်လမ်းဖွင့်ပြလို့ကျွန်တော်တန်ခါတစ်ပါးဆရာမဟုတ်လားဗျကျွန်တော်ဟောဒီလောကကြီး၌အဆင်းရဲဆုံးအမွဲဆုံးမဟာရုပ်ပါခင်ဗျာကွာငါကအများနဲ့မှားရတာမသိဘူးကွာဟေးကောင်မသိဘူးကွာမသိပေမဲ့လို့ခင်ဗျာကျွန်တော်ပေးထားတဲ့စရင်တန်ခါတစ်ပါးပြင့်မို့လာတာခင်ဗျာတဲခွကြတကူကွာဟာတန်ဃာတွေ900 1000ပင့်သွားမြင်မှုလားမင်းမျက်စိအောက်တယ်ကုန်းပြီကွာမရှိဘူးဘုရားလူကြီးတတ်တီတော့ဒီနေရာအပြည့်အဝပြတော့ဟာကုန်းပြီကွာမရှိဘူးဟောဗျာဘုရားလူကြီးခမည်းပဲလို့လှုပ်လိုက်တာတော့မရှိပါဘူးဆိုနေပဲနဲ့လှုပ်ရမှာတော့ကွာသွားကွာကျွန်တော်မသွားနိုင်ဘူးခင်ဗျကျွန်တော်မဟာထုတ်ဒီကောင်မင်းဘာမတော်တဲ့နေရာသွားထုတ်ကြည့်ကွာမရှိဘူးလို့ပြောရသားနဲ့မင်းမရှိပေမဲ့လို့ကျွန်တော်တန်ခါမရရင်အိမ်မလို့လှုပ်ပြီးတော့ပြန်ရမှာတော့ခင်ဗျမင်းချီတော့နေလာတာချီတော့နေပြန်ဖို့ကွာမင်းငါလိုက်ဖို့နေရမှာဖယားလူကြီးလှုပ်ပေါက်နော်မရှိပါဘူးပြောရသားနဲ့မင်းပေကပ်ပြီးတော့ဒီမဲ့မင်းငါစရင်ပေးတာတော့မှန်ရဲ့ဒါပေမဲ့လို့ငါစရင်မတုံ့မိဘူးကွာမေ့သွားဟေးခင်ဗျားပဲလို့လှုပ်လိုက်တာတော့တန်ခါလေးရှာပါတပါးပင့်ပြီးတော့ထားတာဟောအင်္ဂါနှမလေးတလိတာကတန်ခါတပါးလှူမဲ့ဆိုပြီးတော့ချက်ပြုတ်ပြီးတော့အကုန်လုံးစီစဉ်ပြီးပြီခင်ဗျာကျွန်တော်ပြန်သွားလို့ရှိရင်ဖြင့်ဘယ်မလဲကိုမဟာတို့တန်ဃာတစ်ပါးတွန့်လက်ထဲလဲသပိတ်မမြင်ပါလားကျွတ်တို့ပဲတန်ဃာလှူရမှာတော့ကိုမဟာတို့ဘယ်သပိတ်မှလောင်းရမှာတော့လို့မယားလေးအလှဒလိဋ္ဌမေးရင်ဖြင့်ကျွန်တော်အဖေခက်လာကြီးရဲ့နှမရဲ့တန်ဃာတစ်ပါးမရတော့ဘူးကွယ်လို့ပြောလိုက်လို့ရှိရင်တော့မလေးအင်းကမယားလေးမျက်ရည်ကျရှာတော့မယ်စားရဲတော့ဒီလောက်ပါမထင်ပါဘူးကျုပ်ကနည်းနည်းရှာရှည်နေတာသို့တော့မရမှတော့ဒီလိုပြောမှနဲ့တူပါရဲ့ဗျာဟေးကောင်မင်းဖမင်းဘယ်လိုပြောကွာသွားကွာမရှိဘူးကွာသွားမကွာမင်းဦးကြောင်နဲ့ကဲကြည့်ဗျာဦးကြောင်လှုပ်တော့သူကဗျာမဟာတို့ဦးကြောင်ပြောလွတ်ဘုရားလူကြီးသတ္တိတွေဗျာဒါပတိကျွတ်တော့ခုခေတ်ဘုရားလူကြီးမဟုတ်ပါဘူးဟိုတုန်းကဘုရားလူကြီးပြောဟုတ်တယ်ဗျအခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်ဆွမ်းတော်ရင်တွေမွန်မြတ်ကောင်းမွန်တင်ထားတဲ့ဆွမ်းတော်ရင်တွေသူတို့ပဲစောင့်ရရှာခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်မစောင့်ပဲဖြစ်မတော့မြကလေးတွေကခိုးနေတညာလုံးအိပ်ရရှာဘူးကလေးတွေကခိုးမလို့လက်ကလေးပေါ်လာလိုက်ဟာကောင်းလေးထောက်ဒုတ်ကြီးနဲ့တော့ကြလဲခေါင်းလေးပေါ်လာဟဲ့ခေါင်းလေးတွေမလုံးနဲ့တော့ထောက်ဒုတ်ကြီးနဲ့တညာလုံးအိပ်ရမနဲ့မိုးလင်းတော့မှဘုရားလူကြီးတွေကအထုပ်ကြီးတွေနဲ့ပြန်ကြစောင်းထုတ်ပြချမ်းနဲ့စောင်းတွင်းကြီးသိရသားနဲ့စောင်းမပပဲအိတ်လို့ရဒါကြောင့်ခုခေတ်ဘုရားလူကြီးတွေတော်ကြပါဟိုမှာကြည့်ဟိုဘုရားလူကြီးလှုပ်ပေါ့ဟဲ့ကောင်သွားကွာမဲဦးကြောင်နဲ့ကျွန်တော်ဘယ်လိုလုပ်ပြီးတော့ပြန်ရပါမလို့ဘုရားလူကြီးခမညာကျွန်တော်သပိတ်မရရင်မပြန်နိုင်ဘူးခမညာဟာကောင်မပြန်လို့ဖြစ်မလားကွာမရပါဘူးပြောနေမှ
ခမရဒီလိုလုပ်ရဲ့လေချင်းဆင်းရဲသားမှုခမရဒီလိုလုပ်တာပေါ့တန်ငါတရားတစ်ထောင်ပင့်နိုင်တဲ့သထေးတွေကြခမရဒီလိုလုပ်ရပါဘူးဖယားလူကြီးခမရတော်လဲတော်ပါဘူးရဲ့ကျုပ်အပေါ်ခမရဒီလိုလုပ်လိုက်ရင်ကျွတ်တို့မလှူရလို့တန်ငါတပါးချွေးနဲ့ဇာကလေးနဲ့စုဆောင်ထားသမျှကျင်တော်တို့တန်ငါဌာနကြီးမြောက်နိုင်ပါမလားမြောက်မမြောက်ကွာမရှိတာပေါ့တော့ကွာငေါ့ထုတ်နှမရဲ့တန်ဃာတစ်ပါးမရတော့ဘူးတဲ့နှမရဲ့မင်းကတော့ချွေးနဲ့ဇာလေးနဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့လှူဒန်းရင်လို့ချစ်ပြုံလောက်ကင်ပြီးတော့ထားပေမဲ့လို့မလှူရတော့ဘူးမင်းယေရှုရဲ့နိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့ချက်ထားတဲ့ဆွမ်းတွေမလှူရတော့ဘူးနှမရဲ့လို့မဟာဒုဝန်းနဲ့ရှာလွန်းလို့မယောအလားဓလိတာခမမှာဟာပွဲတဲ့ဆိုငိုမှာပေါ့ဗျာခမတို့ကပြောမှာဘုန်းကြီးမငိုတဲ့အတိုင်းပဲလို့ပြောပြနေတာသူဒီလိုငိုလိမ့်မယ်ဗျာမယောအလားဓလိတာခမမှာဓမ္မရတဲ့သပိတ်ကိုလူမဲ့ကြံလို့ဟမလေးကြည်ဆောင်မောင်သူလူချင်းလို့ကြီးမှန်းထားတဲ့နိဗ္ဗာန်ကြီးအခုဒီဆမ်းမမလူရရင်ဘယ်လိုနည်းနဲ့မှငါတို့နိဗ္ဗာန်မြတ်နိုင်တဲ့အထုံနောက်ကမပါတော့ဘူးရဲ့လို့တပါးတန်ငါကိုလှူမဲ့ကြံလို့သူရွယ်ပြန်နိဗ္ဗာန်နောင်ကိုလားလမ်းမဖြင်ခက်ပါပြီခလာမလေးကြည်စမ်းမအောင်မင်းလှူခြင်းနဲ့တန်ဃာတော်ကမလှူနိုင်တော့ဘူးနှမရဲ့ဖယားလူကြီးလူလဲလို့လို့ဖယားလူကြီးငါတို့ရဲ့ဆင်းရဲသားအပေါ်ကိုနှိပ်စက်လို့ငါတို့မလှူရတော့ဘူးကွယ်လို့ဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့ဒီကောင်မင်းတဲစော်ကားပါလားမင်းငါဖယားရဲ့ကြီးတဲ့လူကြီးလေးပါလေနဲ့မဟုတ်ဘူးလားခင်ဗျဘယ်ဟောမှာတော့ကွာဟုတ်တယ်ခင်ဗျကျွန်တော်ဖယားထမ်းသွားရင်သပိတ်တစ်လုံးနဲ့တန်ဃာတော်ဘာရရင်ရအောင်မယ်အခုဖယားလူကြီးထမ်းကျွန်တော်အားကိုတော့ဟဲနဲ့ဒီသပိတ်တာဝန်ယူမေးလို့အခုမလှူရတော့ဘူးခင်ဗျဖယားရဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့အများယူပြီးတာငါ့ဘုတောင်းမကြမ်းပါဘူးတဲ့မလေးကြည်ဆောင်မောင်သူများတွေပင့်သွားလို့ငါ့ဘုတန်ဃာတစ်ပါးမကြမ်းတော့ဘူးနှမရဲ့ငါဘယ်လိုလုပ်ပြီးတော့လှူရပါမတော့နှမရဲ့တန်ဃာမရလို့ရှိရင်တော့ငါအိမ်မပြန်တော့ပါဘူးမင်းထမ်းမျက်နှာပြမလှလို့ငါအိမ်မပြန်ခဲ့ဘူးနှမရဲ့ကျွန်တော်တဖိတ်မရရင်မပြန်ဘူးခင်ဗျာတဲ့ခဲနေကိုကွာမင်းငါလာမင်းအကြက်ကိုင်းနေတာကိုကွာမရှိဘူးဆိုပြန်သွားအေးတာပဲမပြန်ဘူးခင်ဗျကျွန်တော်ပြေးခဲ့တဲ့စရင်ကိုင်ဟစ်ကောင်ငါတော့မနှိမ့်ဆက်ပါနဲ့ကွာဖယားလူကြီးကပရိသတ်စဉ်းစားနော်နှိမ့်ဆက်တာသူကဗျငါတော့မနှိမ့်ဆက်ပါနဲ့ကွာကိုင်ဒီမဟေးတို့သုံးလောကထုထားကသဗ္ဗမြတ်စွာဘုရားရဲ့မြတ်သဖိတ်တော်ဘယ်သူမှရသေးဘူးကွာအဲ့ဒါလေတန်ဃာစရင်နဲ့မပါလို့ဖယားရဲ့မြတ်သဖိတ်တော်ကြံနေကွာဟေးကောင်မင်းငါလမ်းညွှန်လိုက်မကွာငါလည်းမနှိမ့်ဆက်ပါနဲ့ဒီမဲ့ဖယားထံသွားလို့ရှိရင်မင်းအခန့်တင့်ကမြတ်သဖိတ်ရမှာကွာခင်ဗျာဟုတ်ကဲ့လားခင်ဗျာဟုတ်တယ်ကွာမင်းအဲ့ဒီသွားပါလားဒါဖြင့်ကျွန်တော်သွားမယ်ခင်ဗျာလို့အများယူပြီးတော့ငါ့ဘုတောင်းမကြမ်းပါဘူးတဲ့ဟဲ့အရဟံဘဂဝါတဆူရလို့တဲ့စိတ်တဲ့နဲ့နမယေတလိတာဟမမင်းမြတ်သဖိတ်ရမှာအေးမှာပါကလာဆိုပြီးငိုသပေါ့ဗျာငိုသပေါ့ဗျာကိုင်းငိုပြီးတော့ဖယားထံပြေးလိုက်တာဘုရားကြီးခန္ဓာကူရီတိုက်ပေါက်မှဖွင့်သေးဘူးဗျတိုက်တကားစောင့်နေတဲ့လူတွေကြည့်လိုက်တော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့ပြီးတော့ဗန္ဓုလစစ်သူကြီးရဲ့
ပြီးတော့တက်တော်ရှိအမတ်ကြီးတထဲတွေသူကြွယ်တွေဆိုတာတော့ပြည့်ညတ်လို့ပေါ့သူတို့ပေးလိုက်မှထင်လို့ဘုရင်ကလည်းငါရှင်မရင်နဲ့ဘုရားကငါမျက်နှာမြင်ငါပေးမှာတဲ့စစ်သူကြီးကလည်းငါစစ်သူကြီးတဲ့ဘုရားကငါမြင်ငါပေးမှာတဲ့အသက်တော်ရှိကလည်းငါမြင်ငါပေးမှာတဲ့စောင့်ညဘုရားဦးကြောင်တော်မျက်နှာလိုက်ပေးမယ်ဘုရားမှတ်စောင့်ညဒီထဲမဟာတို့ကြီးကရောင်လေရောက်သွားအဝိကဆုပ်ပြဟဲ့ကောင်ဘာလို့ခင်ဗျတော့ဖះတောင်ကျင်းရကမထားသေးဘူးမင်းဒီချိန်လာလို့မစားရဘူးကွာတော့တရောင်းသားမှလို့ငေါ့ထုတ်ဒီဟာမငေါ့ကြပါနဲ့ခင်ဗျာကျွန်တော်တရောင်းသားမဟုတ်ပါဘူးခင်ဗျာအမေရုပ်ကတရောင်းသားမဟုတ်ဘယ်လိုရုပ်တုံးကွာစုပ်ပြတ်နဲ့တော့ကွာဟေးကောင်ညင်ပတ်နဲ့ကျွန်တော်တရောင်းသားမဟုတ်ပါဘူးခင်ဗျာကျွန်တော်ဖះကိုတော်မြတ်ထံမြတ်သပိတ်အတနာခံမလို့ဟောဒီလောကကြီး၌အမွဲဆုံးအဆင်းရဲဆုံးမဟာဒုက္ခခင်ဗျာမိုက်ပါပြီကွာဟေးကောင်မင်းနေသားမောင်မင်းယုတ်ကမြတ်သပိတ်ရမယ်ယုတ်လားကွာတော်သားမကွာအမေယုံနဲ့ဟေးအိုးမအာမနာတယ်ငေါ့ထုတ်ကြမတော်ဘူးခင်ဗျာကျွန်တော်မြတ်သပိတ်ရအောင်အတနာခံမယ်လို့လူရူပရိသတ်ကြီးတဲ့ဇွတ်ခွဲဝင်ပရိသတ်ထဲဇွတ်ခွဲဝင်ပြီးတော့ဂန္ဓာကုရီတိုက်ပေါက်တကားခေါင်းနဲ့ဆောင်းလို့မှန်လားပါဗျာဘုံတော်6ဆုံးကုန်းတော်အနန္တနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဖရာတပည့်တော်သည်ဟောဒီလောကကြီး၌အမွဲဆုံးမဟာဒုက္ခအဆင်းရဲဆုံးမဟာဒုက္ခပါဗျာတပည့်တော်တန်ဃာတပါးပင်ထားတာဖရာလူကြီးဦးကြောင်လို့လူစရာမြတ်လို့မရလို့တန်ဃာတပါးလည်းပင်စရာမရလို့တပည့်တော်အတနာသဖြင့်မြတ်သဘိတ်ကချီးမြင့်တော်မူပါမြတ်စွာဘုရားလို့ဘုရားရှောင်းလိုက်ဘုရားကိုယ်တော်မြတ်ရှောင်းလိုက်တော့ကြောက်ဆိုတကားပွင့်ကန္နာဂုရီတိုက်တကားပွင့်လာဝင်လာပြီးရွှေမရိုးစီအဆင်းရှိတဲ့လက်မောင်းတော်ကဆန်တန်းလို့မြတ်သဘိတ်ကရွှေလက်တော်နဲ့ကင်ပြီးဘုရားကိုယ်တော်မြတ်ကမဟာဒုတ်လက်ထဲကအပ်လိုက်ပါရောဗျာပိဋကကြီးမြတ်သဘိတ်ဘသူလက်ထဲရောက်သွားတော့ကင်မဟာဒုတ်အပ်လိုက်တော့သူတို့မြင်လို့မျက်နှာကြီးရာဟင်းဘတ်ပါပေးလိုက်မယ်ထင်ပြီးတော့စောင့်နေတဲ့ရှင်ဘုရားသဘိတ်မဟာဒုတ်လက်ထဲအပ်လိုက်ရောဘသူမှမျက်နှာမလှဟာဘယ်နဲ့ဟာကြီးလက်ထဲရောက်သွားတာလို့ဟာစုပ်ပြတ်နဲ့ကြည်စမ်းဟေးမဖြစ်ပါဘူးငါသထေးกว่าငါသူကျွဲกว่าငါသက်တော်ရှည်กว่าနဲ့ဝယ်မယ်ဆိုပြီးတော့မဟာဒုတ်နောက်လုံးလိုက်ကြတဲ့လူအုပ်ကြီးမဟာဒုတ်ကြီးကလည်းဝန်သားလုံးလို့မြတ်သဘိတ်ကြီးထမ်းလို့ဒီလောကီဂုံတူကြုံမှုလို့စိတ်ပြောတယ်အော်ဘီပိဿပျော်လုံးလို့ဒီမြတ်သဘိတ်ကြီးထမ်းလို့ဒါလို့ထမ်းသွားတော့နောက်ကနေပြီးလုံးလိုက်ရဟဲ့မာတော့ခင်ဗျာကွာမြတ်သဘိတ်တို့ရောက်မှလားကွာမင်းဆင်းရဲတယ်ကွာခင်ဗျာနေပေါင်းခင်ဗျာဘာဆင်းရဲတာတို့ခင်ဗျာမင်းကွာတနေ့လှုပ်စားတနေ့မနှဲရှာစားရတော့မင်းဆင်းရဲလို့တဏှာလို့တို့မြတ်သဘိတ်ရောက်မှလားကွာအိုးဆင်းရဲပါဘူးခင်ဗျာကျွန်တော်မဆင်းရဲပါဘူးခင်ဗျားတို့ကျွန်တော်ပစ္စည်းဆင်းရဲတာသာမြင်တယ်ကျွန်တော်ပစ္စည်းဆင်းရဲပြီမဲ့လို့စေတနာမဆင်းရဲတဲ့မဟာဒုတ်မို့ကျွန်တော်ဝင်းတဲ့ကစေတနာကိုသိလို့ဖယားကိုတော်မြတ်ကိုတော်တိုင်းမြတ်သဘိတ်ကအလိုက်တာခင်ဗျာရောက်ပါဘူးခင်ဗျာမွေကြပါနဲ့ဟုတ်ပါဘူးကရောက်ပါကွာမရောက်ပါဘူးခင်ဗျာကျွန်တော်ပြောလွန်းလို့နဲ့မြတ်သဘိတ်ကြီးထမ်းပြီးတော့ဒီလောကီဂုံတူကြုံမှုလို့စိတ်ပြောတယ်ဂုံဆိုလို့ဟိုဂုံနေမမှတ်နဲ့နော်တရားနာပရိသတ်ကြီးလောကုတ်တရားသူစေရနာနဲ့ဘုရားပေးအပ်တဲ့မြတ်သဘိတ်ဂုံကြီးကြောင့်
တဖုံထူးလို့အနိပေါ်မဲ့သပိတော်ရပွဲပျော်လုံးလို့ကျုပ်တစ်ပါးနဲ့တော့6ကပ်ပေါ့ဗျာနော်ပွဲတယ်ဆိုရင်ဆိုင်နေဝိုင်းနေနဲ့ဆိုနောက်ကတိမှုတ်ပေးနားထောင်ကောင်းမှာပေါ့ကျုပ်တို့ကအကြောင်းလောက်ပြောပြနေရကြည်စမ်းပျော်လုံးလို့ဒီထဲတရားနာပရိသတ်တထဲသူကြွယ်တွေဝယ်မရတော့ဘယင်ကမျက်စိနောက်လာပြီဘယင်ကမျက်တောင်ငွေစူးလာပြီမဟာဒုတ်ကြီးကိုကြည်စမ်းဟဲ့မတ်ပြောက်တာကြလားရောက်အတရားထောင်ထုတ်ယူသွားဒီကောင်မျက်စိအောက်ခုံပေါက်နေငါမကြည့်ချင်ဆင်းရဲတဲ့ဘဝကွာစုပ်စုပ်ပြတ်ပြတ်နဲ့ဘုရားကိုယ်တော်မြတ်တော်ဘိသူ့မှာအယပလူရဲ့ကြည်စမ်းအခုဟဲ့သူပြောပြီမဲ့လို့ငါသပိတ်မရလို့မပြောဘူးကွာမပြောဘူးကွာအသဗျာတရားကနေပြီး1000ထိပေးဝယ်ခဲ့သွားဆင်းရဲသားဆိုတော့ငွေအားကိုနဲ့ပေးဝယ်ရလိမ့်မယ်ထင်လို့လွတ်လိုက်ဟေးဟေးဘာတော့ခမညာဟေးတပိတ်ရောက်မှာကွာအသဗျာ100ပေးငွေ100အေး100ကွာနေဘူးကွာမြတ်အိုးဘာလို့ဖို့လဲခင်ဗျငွေ100လူမသိငွေမချမြတ်ပိတ်ဆိုတာရငဲတာမရောက်နိုင်ဘူးခင်ဗျရောက်ရလားရိသကြီးရောက်မှုနော်ရောက်မှုပြုတ်ဝယ်မယ်မကြနဲ့200ကွာ200ရောက်ပါဘူးရမောပါနဲ့300ဟဲ့တောင်းမှုပြုတ်400ကွာရောက်မှုပြရောက်မှုတဲ့ရိသကြီး900ကွာ900မြတ်ဖသာမရခြင်းနေရခြင်းရမရောက်ပါဘူးခင်ဗျာပိဋကသပိတ်ဈေးကလည်းတက်သွားတာ900ဖြစ်သွားပိဋကသပိတ်ဈေးဘယ်လောက်ဖြစ်သွားတာကိုတော့ငါကသဗ္ဗမြတ်စွာဘုရားမြတ်သပိတ်ပြောတာကျွတ်တို့ဘုန်းကြီးတွေဆွမ်းခံတဲ့သပိတ်များ900ဆိုဘုန်းကြီးတွေငါတိကြရကြီးခု9ကြ8ကြမှုတော်သေးတာပေါ့မြတ်သပိတ်ပြ900ဖြစ်သွားတယ်ဟဲ့ကောင်600ကွာရောက်မှုပြ900ကွာရောက်မှုပြုတ်အရှိရ900ဟဲ့ကောင်1000ကွာခမရဘာသာထောင်ယုံမကလို့လဲနေမရောက်ဘူး။ကဲရောက်မှုတယ်ဗျ။ကဲခွာကြမလာပါဗျာဘယင်ပြန်တော့ဥတင်မရောက်ဘူးတဲ့ဗျာ။အေးခက်တကောကွာကဲဒါဖြစ်သွားကွာဟိုတက်တက်လုံးစားကျင်တဲ့ယာရုလေးပါလေးလိုချင်လို့နဲ့တူပါရဲ့ကွာတော့ယာရုနဲ့မြောက်ခဲ့။ဟေးဘာတော့ခင်ဗျာမင်းတကြီးလုံးမလားတကြီးမလောက်ပါဗျာဒီရွယ်ကြီးကြမှာမဟုတ်ဆိုးဖုံမမျက်စောင်းတို့မခံမရသည်မလောက်ချင်ဘူးတဲ့ကဲခက်ကိုကွာမင်းအမတ်လုံးမလားအမတ်မလောက်ပါနဲ့ခင်ဗျာအမတ်ဆိုတာမတ်ရင်မမရင်ထိုးလဲတဲ့အမျိုးပါခင်ဗျာကဲအမတ်လည်းမလောက်ချင်ဘူးတဲ့ကဲခွာကြကျွန်တော်ဘာမှမလောက်ချင်ဘူးခင်ဗျာအေးဒါဖြင့်ငါဘယပြန်တော်ဥတင်မကွာဟုတ်ကဲ့ခင်ဗျာဘယပြန်ပြီးတော့ဥတင်ခြင်းတင်တော့ကျွန်တော်တို့ခိုးတယ်ဆိုးတယ်တိုက်တယ်ခိုက်တယ်လူဆိုးလူယုံမာတွေကိုဥပဒေနဲ့အုပ်ချုပ်လို့ရပေမဲ့လို့ကျွန်တော်ဝင်းတဲ့ကစေတနာသူဘာမှတတ်နိုင်မှာမဟုတ်ပါဘူးခင်ဗျာဖះကိုယ်တိုင်ပေးအပ်တဲ့သပိတ်ကြီးပါခင်ဗျာအေးရှိသေးတာပေါ့ကွာဆိုပြီးတော့ဘယထံပြန်သွားမလားပါဖះရာဒူးနဲ့မြောက်လို့မရကြောင်းပါဗျာအေးကွာခက်တယ်ဖယားကိုတော်တိုင်းကိုကသူ့လက်ထဲအပ်တော့ဟာငါဘယင်းမမဲလို့ငါလည်းဘာမှမတတ်နိုင်ဘူးကွာလူမာကဖယားလူမာကွယ်အလူခံမဲ့ဖယားကိုတော်များကသူ့ကိုယ်တိုင်အပ်လိုက်တော့ငါဘာမှမတတ်နိုင်ဘူးဟဲ့အေးတို့တော်လည်းပဲမင်းနောက်ကလိုက်ကြည့်ကွာဒီကောင်ကောင်းမွန်ကတ်နိုင်ရင်ကတ်ရောပေါ့ကွာစုပ်ပြတ်နဲ့ကောင်းမွန်မကတ်နိုင်ရင်မြတ်သပိတ်လက်ထဲကဇွတ်ဆွဲယူခဲ့တော့ဘယင်ကမဟာဒုတ်ထင်သေးတယ်ကောင်းမကတ်နိုင်မှုထင်ပြီးတော့သူထင်သေးပေမဲ့လို့မဟာဒုတ်အိမ်ရောက်နေတာတရားဗျချိုလိုက်မဖြစ်ပုံတော့မပြောနဲ့တော့ကြည့်တရားနာပရိသတ်ကြီးတရားထမင်းချက်ရောက်နေတဲ့မဟာဒုတ်အထင်သေးပြီးတော့ကောင်းမကတ်နိုင်မှယူခဲ့ဆိုပြီးတော့နောက်ကလိုက်ကြည့်ခိုင်းတော့မဟာဒုတ်ကြီးမြတ်သပိတ်ကြီးထမ်းလို့ဝမ်းပန်းတသာနဲ့ပျော်လွန်းလို့ကြည့်တရားနာပရိသတ်မဟာဒုရဲ့စေတနာမှာကြည်စံဘယ်သူနဲ့မှမတူဘူးတဲ့သူစေတနာမဟာဒုရဲ့စေတနာမှာပြင်းရောမလောက်မတူနဲ့ဘယ်သူမှမကြောက်ဘူးဆိုတာမာနမဟုတ်ပါဘူး
မာနမဟုတ်ပါဘူးစေတနာချင်းရှင်းလိုက်စမ်းပါတဲ့ဘလို့စေတနာနဲ့မှမတူဘူးလို့သူဆိုနေပြင်းရောမှလာမတူဟုနဲ့ဘယ်သူမှမကြောက်ပြန်ရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရေစိတ်တန်ကူမယ်ဗျာလေမြင်အောင်ဖမ်းကြည့်စမ်းမျိုးဟိုမှာသပိတ်ကြီးနဲ့ကားနေတာဥစားရင်ကြီးတို့လာတော့မသိဘူးကားနေတာနော်ဒီမဲ့မြတ်သောဘိတ်ကြီးထန်ထန်ပြီးဖယားကိုတော်မြတ်နောက်ကဝမ်းပန်းတသာနဲ့လိုက်သွားလဲတကိုင်းအိမ်ဝရောက်ရောဆိုကြပါဆိုကြအိမ်ဝရောက်တော့ဒလိဋ္ဌလေးကညကအိမ်ရေးပြတ်တော့မဟာဒုတ်ကြီးစောင့်ရင်းနဲ့စိတ်ပြက်ရှိသွားပြီတန်တော်သူများတွေတတိတရန်ကြီးတန်ခါပင့်သွားလိုက်ကြတို့အိမ်ကကိုမဟာဒုတ်ကြီးတန်ခါမရလို့ရောင်းလဲနဲ့ငါအိမ်အပြန်ခက်မျက်နှာပြမလှလို့ဘယ်များတဝေထိုးသွားပါလိမ့်မတုံစိတ်ပြက်လို့ကျန်းစင်မော်အိမ်ဘက်လှဲ့ပြီးခတ်ဆောင်းကွေးကလေးတရားနာပြိတ္တမှေးနေဆိုကြပါစို့အဲ့ဒီချိန်မှာဘုရားကိုယ်တော်မြတ်ရောင်ကြည်တော်မုတ်ဦးကသူတို့တဲကုတ်ကလေးလှမ်းထိုးလိုက်အမှောက်မရှိအလင်းရောင်ကြီးပြည့်သွားဒလိဋ္ဌမျက်လုံးလေးဖွင့်ကြည့်ဟောကြည်စားမလီဘယ်လိုအယောင်ကြီးပါလဲနေရောင်လာရောင်ကျေရောင်မီးရောင်နဲ့မတူဒါပေမဲ့လို့ဒလိဋ္ဌညီဝင်းတဲ့ဒီအယောင်မြင်လိုက်လို့လည်းမပူငါစိတ်ကလေးအင်မတန်အေးမြပြီးတော့ကြည်လင်လှပါပြီအမှောင်ရဲ့လို့မရှိအလင်းရောင်နဲ့ပြည့်ပြီးတော့ဟေးဘယ်လိုအကြောင်းပါလိမ့်မထုံးလို့နောက်လှဲ့ကြည့်လိုက်တော့ဟောကြည်စားကတ္တဗဖယားကိုတော်မြတ်ကြီးအိမ်အရောက်ကြွလာတော်မူပြီးဖယားကိုတော်တိုင်းအိမ်ကြွလာပြီးတို့အိမ်ကဟာကြီးနဲ့လမ်းပဲလွဲနေပါလိမ့်မတော်တို့အိမ်ကဟာကြီးဆိုတာဟိုဒုတ်ကြီးပြောတာမဟာဒုတ်ကြီးပြောတာဟုတ်တယ်တချို့ကလည်းအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ကျွတ်တို့မန္တလေးကြတော့ယဉ်ကျေးပါတယ်သားသားတို့အဖေတဲ့သမီးတို့အဖေတဲ့နာမည်ခေါ်ခဲ့တဲ့တချို့ရှက်လို့တချို့ကြတော့တငယ်ချင်းတဲ့တောက်မိတ်ဆွေကြီးတဲ့ကျွတ်တို့ဘက်ကဒကမတွေကြတော့ဦးစင်းတို့တကာကြီးတဲ့ခေါ်ကြတာပြောပါစေတချို့မိန်းမတွေကြတော့တို့အိမ်ကလူကြီးတဲ့တချို့ကြအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ဘာကြီးမှလည်းမသိအိမ်ကလူကြီးဆိုတော်သေးဟာကျွတ်တို့ရှိဒကမတယောက်ရှိခုတတိလင်းနာမယ်မခေါ်ရှက်လို့လေသမင်းစားကနေကြတော့လင်းသမင်းစားခေါ်တာစားဟေးသမင်းစားအောင်ဘယ်သူမှလည်းမသိကန်ကြားတဲ့လူကဇိုးဝင်စားတော့ခက်ဘူးလားနောက်ထားကြောင်တရားနာပြေးစားအိမ်ကဟာကြီးဆိုတဲ့စကားကထွက်သွားကန်ပြန်ဆက်ကြပါဦးလားကျုပ်ကလည်းရှာရှည်တတ်ပါပြီနဲ့ကန်ဆက်ကြအောင်ဆိုတို့အိမ်ကကိုမဟာဒုတ်ကြီးနဲ့ဖယားကိုတော်မြတ်နဲ့လမ်းပဲလွဲနေပါလေကြည့်လိုက်မတော့မမြင်ရအောင်ဘယ်မြင်မလို့မြတ်ဘုရားကိုယ်တော်မြတ်နောက်ကဘုရားနဲ့ကိုယ်နေတော့မမြင်ရဘူးမမြင်ရတော့မဟာတို့ကြီးကလည်းသူ့မြင်တဲ့ရင်လိုက်တာတရားနာပြေးတာဘေးဖဲ့ပြီးသပိတ်ကလေးနဲ့ထွက်ပြဟေးနှမငါများသပိတ်ရလာတယ်ငါကြည်သားမအောင်နဲ့မရပေါ်ဂုံယူခြင်းလုံးလို့သပိတ်ကလေးနဲ့ဘေးဖဲ့ပြီးထွက်ပြဟာမလေးကြည်သားမအောင်မြတ်သပိတ်ရအောင်ယူနိုင်တဲ့လင်သားကိုမဟာတို့နဲ့မြတ်သပိတ်ကြီးနဲ့လိုက်ပါဝေးမလေးငါဒီဘဝလင်အရတော်တယ်မြတ်သောဘိတ်ကယူနိုင်တဲ့ယောက်ျားမဟုတ်ဟဲ့ဓမ္မတို့ကိုမဟာတို့အမလေးကြည်စံပိသားကြီးမြောက်လိုက်တော့ဟိုလူကြီးကလည်းသပိတ်ကြီးထမ်းပြီးမြောင်းနဲ့မလာပါဗျာကြွတော်မူပါဗျာဟောမဟာတို့အိမ်တဲ့သူတို့လင်မယားနှစ်ယောက်ဝင်ရင်တဲခုတ်ကလေးခါကိုင်းပြီးငုံဝင်ရတယ်ဗျဖယားကိုတော်မြတ်ကြွလာတော့ဓဇမိတ်ကမြင့်ပေးရပါသည်မြေကြီးကနှိမ်ပေးရပါသည်ခါမကိုင်းမနဲ့ဝင်တော်မူနိုင်သည်ကိုင်းဖယားကြွသူတို့အိမ်နဲ့ဖယားကြွတော့မဟာဒုတ်ကြီးတို့လည်းမရငချင်းသားနဲ့ဆန်းကပ်ကြငချင်းသားနဲ့ဆန်းကပ်ပြီးတော့ဖယားကိုတော်မြတ်လှူလိုက်တော့ဆွမ်းဖုံးပေးပြီးလို့အာရသပိတ်ထဲကလည်းပြည့်အောင်လှူမြတ်စွာဘုရားချီးမြှောက်တော်မူတာတပည့်တော်တို့ဇနီးမောင်နှံဝမ်းတန်လာပါပြီတပည့်တော်တို့တက်တဲ့ကိုဒီလိုမဟာဒုတ်ဘဝနဲ့မြတ်သပိတ်လှူရတာ
ဝမ်းတလို့မဆုံးတော့ပါဘူးလို့ဘုရားလျှောက်တော့ဘုရားကိုတော်မြတ်ကဆွမ်းလူမောဒနာတရားဟောအာယုန်ဒေတိဝဏ္ဏဒေတိဒုက္ခဒေတိဗလံဒေတိပฏิဘာဏဒေတိလို့ဆွမ်းကြုံ၅ပါးဟောဘသူတွေတော့ဆွမ်းကြုံ၅ပါးကအသက်ရှည်ခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းအဲ့ဒီဆွမ်းကြုံ၅ပါးဘုရားဟောတယ်ဗျတန်ဃာတော်အရှင်မြတ်များသည်ဆွမ်းမဖုံးပေးရလို့ရှိရင်ဖယားအမှုထားလို့ဖယားအစထားလို့ဆွမ်းမစားရရင်9ရက်ပြည့်ပြန်တော်မူနိုင်သည်ပရိနိဗ္ဗာန်စံနိုင်သည်မှန်လားဗျိဿကြီးမှတ်ကြဗျဆွမ်းကြိုးတွေတန်ဃာတော်များဆွမ်းလူရတာဟာအသက်လှူတယ်လို့ပဲတဲ့ဗျဒါကြောင့်တန်ဃာတော်များဆွမ်းဖုံးပေးပြီးတော့အသက်ရှည်တော်မူကြတယ်လို့အသက်ရှည်တဲ့အကျိုးတွေခံစားရတန်ဃာတော်ရှင်များသည်ဆွမ်းတရက်မဖုံးပေးရကပရိယစာပေကျမ်းဂန်သင်ကြားဖို့ဝေးစွာခန္ဓာကိုယ်ကြည့်လိုက်ပြန်တော့လေညှိုးပိန်ပြီးတော့တရားနာပရိသတ်လှသောအရှိန်တွေပြောက်သွားလှတယ်ဆိုတာဝဝဖြိုးပြိုပြည့်ပြည့်တင်းတင်းဒါကိုဆိုလို့တယ်ဘုန်းကြီးဆိုတာဘယ်လိုပြင်းကရုံးကြီးနဲ့သိထူတာမဟုတ်ဘူးဒါကြောင့်လှတာမျက်စိလည်းမစိုးလို့ပြောရလေတန်ဃာတော်အရှင်မြတ်များဆွမ်းကိုဖုံးပေးရလို့အသားအရေအဆင်းပြည့်ဖြိုးပြီးတော့လှပဖြစ်လာသလိုခင်ဗျားတို့အဆင်းလှူရာရောက်လို့အဆင်းလာခြင်းနဲ့ခံစားရတယ်ဗျတန်ဃာတော်ရှင်မြတ်များဒီဆွမ်းကိုဖုံးပေးရသဖြင့်စိတ်ချမ်းသာတယ်ပြီးတော့ကိုယ်ချမ်းသာတယ်ကာယစိတ်တနှဝချမ်းသာကြတယ်လို့ခင်ဗျားတို့တွေလည်းပဲနောက်ဘဝစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့အကျိုးတွေကိုခံစားရမယ်ပြီးတော့ချမ်းသာကြီးခြင်းအသက်ရှည်ခြင်းအဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းတန်ဃာတော်ရှင်မြတ်များသည်ဘယ်လိုပဲစာပေပရိယကျမ်းဂန်အထုတ်ခြင်းတော်လဲဆွမ်းမဖုံးပေးရရင်မတင်ကြနိုင်ဘူးဗျအားမရှိလို့ဒါကြောင့်တန်ဃာတော်ရှင်များဆွမ်းလှူလိုက်ရသဖြင့်ဒီဆွမ်းကိုဖုံးပေးရကအပြည့်တင်ပြီးတော့စာပေကျမ်းဂန်တင်ကြနိုင်တယ်လို့တရားနာပရိသတ်ကြီးခွန်အားလှူရရောက်သဖြင့်နောက်ဘဝမှာခွန်အားကြီးတဲ့အကျိုးခံစားရပြီးတော့တန်ဃာတော်ရှင်များတင်ကြလို့ဒီဆွမ်းစားပြီးတော့ဒီပညာဒီစာပေတွေသင်လို့ဉာဏ်နဲ့ထက်မြက်ပြီးတော့ပိဋကသုံးပုံကိုတစ်ဖက်ကန့်ခတ်တတ်နိုင်တယ်လို့ခမည်းတော်မလဲပဲပညာကြီးတဲ့အကျိုးတရားခံစားရတယ်ဗျဒါကြောင့်သက်ရှိဆင်းလာချမ်းသာရဗလဉာဏ်ပညာဒီအကျိုးတွေခံစားရအဲ့ဒီဆွမ်းကြုံ၅ပါးဘုရားကိုယ်တော်မြတ်ဟောလို့ဟောပြီးတဲ့နောက်ဆုံးဖယားပြန်အကြွမှာမဟာရုပ်ကြီးမြတ်တော်ဘိထံပြီးကျောင်းတော်လိုက်ဖို့ပေသားကြီးဘယ်လိုက်ဖို့ပါလိမ့်အဲကျောင်းတော်လိုက်ဖို့တယ်ဗျကျောင်းတော်လိုက်ဖို့တော့တရားနာပရိသတ်ရေဒလိဋ္ဌအိမ်မှနေရဟောကလည်းမြတ်တော်ဘိကြီးနဲ့ဘုရားကိုယ်တော်မြတ်ကျောင်းတော်မြတ်တော်ဘိကပ်ပြီးတော့အိမ်ပြန်အလားလင်မယားနှစ်ယောက်အကျွင်းအကြံကလေးတွေစတောက်ပြီးတော့အေးရပြက်တာနဲ့တမင်းလောက်အိတ်ကြတရားမင်းကလည်းပြန်သွားပြီဟောကျွတ်တို့ဝတ္ထုသမ္မာရာပုဂ္ဂလသမ္မာရာကုဏတိရိကသမ္မာရာစေရနာသမ္မာရာလေးချက်ကဒီနေရာတပြိုင်တည်းကြတပ်ပြညုမြတ်စွာဘုရားကိုတော်တိုင်းလှူရသဖြင့်မဟာရုပ်တို့ဇနီးမောင်နှံအိတ်နေတုံပြုံးကလေးကောင်းကင်ကယရနာမိုးတွေရွာချအိမ်နဲ့ဒုစစ်ပေါင်လည်းအကုန်ပြည့်ကိုဝင်းထိန်လို့ယရနာ9ပါးမိုးရွာချလိုက်ဘသူကအရင်နိုးတော့ဆိုဒလိဋ္ဌကလေးကလူးလွန်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ယရနာအယောင်တွေဝင်းထိန်ရှိနေတာလည်းမြင်လိုက်ရောဟောကိုမဟာရုပ်ဟိုမလေးကျွတ်တော့အိမ်ကြီးမီးလောင်မီးတော့ဟေးဘယ်လိုอ่ะမဟာရုပ်ကြီးကအိမ်မုံစုံမွားနဲ့လန့်သွားခက်ပါပြီနမရဲ့ဘယ်ကမီးဟုတ်ရမလဲကွယ်ဟောမလေးမြတ်သောဘိလူတဲ့ဆွမ်းဒါနာငါတို့အစွမ်းကုန်အကျိုးပေးပြီးနဲ့တူရဲ့ယရနာတွေအိမ်ရောက်လာပါဘောလားဒလိဋ္ဌာဝန်သားလုံးလို့ဝန်သားပေမဲ့လို့နည်းနည်းလေးမျက်နှာလေးမှိန်သွားနမရေဒုက္ကုသိုလ်နဲ့တို့ချမ်းသာတာပေမဲ့လို့တိုင်းပြေအုပ်ချုပ်တဲ့ဘရင်လက်အောက်မှာတို့ရှိနေရသဖြင့်တိုင်းပြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာငါတို့ယဟန်ရှင်လူတွေရဲ့မိဘတိုင်းသူပြည်သားတွေရဲ့မိဘမို့ငါတို့အမတန်ဆင်းရဲတဲ့မဟာဒုက္ခဘဝနဲ့ရွှေတရွေးသားမှမရှိဘဲနဲ့ယရနာ9ပါးအိမ်မှာလို့ရင်အပြစ်မလွတ်ဘူးတို့မင်းပြစ်မင်းတန်သိလိမ့်မယ်တို့နဲ့မတန်ဘူးလာဘရင်ထံသွားအကြစို့ကောင်းတာမဟာဒုက္ခတို့အဲယရနာတွေ
ဘောကောင်းတာဘယင်သွားအကြဘယင်သွားအပ်တော့ဘယင်ကဟဲ့မင်းတို့ဘာကုသိုလ်ပြုမှန်လားပါဗျာဘယင်ကိုယ်တော်တိုင်မြတ်သဘိတ်အတနာခံမှုစောင့်ရင်းတဲ့ခန္ဓာကူရီတိုက်တွင်းကဖယားကိုယ်တော်မြတ်ရွှေလက်တော်နဲ့ကမပြီးတော့အပ်လိုက်တဲ့မြတ်သဘိတ်ဆွမ်းဒါနာလှူမိကြောင်းပါဗျာအေးအဲ့ဒါပြမင်းကုသိုလ်နဲ့မင်းဖြစ်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာအမင်းလူလို့မေ့ကျိုးပဲနဲ့မင်းအိမ်ထဲလာရောက်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာငါလည်းဘာမှမဆိုင်မဲနဲ့ကဲမဟာတို့ရော့အကုန်ယူသွားအဲဘယင်ကလည်းသဘောကောင်းတာပြန်ပေးလိုက်ဟိုကလည်းကအကြီးကလည်းပြန်ပေးယုံတင်မကတော့ဘူးပြိဿဟဲ့ငါတိုင်းပြည်တွင်ယရနာမိုးရွာချတဲ့တထေသူလောက်ချမ်းသာတာဘယ်သူရှိတော့မရှိပါဗျာအေးကွယ်ဒါဖြင့်မဟာဒုတ်တို့ဇနီးမောင်နှံငါတိုင်းပြည်ယရနာမိုးရွာချတဲ့သူလိုချမ်းသာတာမရှိလို့ဒီကနေ့ကစပြီးတော့တထေထီဆောင်တယ်တကွာဟဲ့မင်းကြီးများဖယားတထေရဒုကအလိုက်ကြကဲအလှပေးတာတထေဖြစ်သွားတယ်မဟာဒုတ်တို့ပေးသားကြီးမဟာဒုတ်တို့အလှပေးတာဘာဖြစ်သွားတော့ဒါကြောင့်ရှေ့ပိုင်းတရားတော့အလှပေးတထေဖြစ်တဲ့တရားလို့မှတ်ကြဒိဋ္ဌဓမ္မအကျိုးပေးဒီထဲကျွတ်တို့တကောင်တရားဓမ္မတွေကဒိဋ္ဌဓမ္မအကြောင်းဟောတော့ဗျာတဲ့ရှေ့တုန်းကများအကျိုးပေးတာဆုံးကလေးတနတ်နဲ့ဆုံးကလေးတစ်ထပ်နဲ့ယရနာမိုးတွေရွာချဒီလိုများအကျိုးပေးမယ်ဆိုရင်တပည့်တော်တို့အခုတရားဓမ္မတွေကတ်လိုက်ရတဲ့ဆုံးမသေးမချင်းလှူလိုက်ရတဲ့ဆုံးမသေးမချင်းတပည့်တော်တို့တော့ဒိဋ္ဌဓမ္မလက်ငင်းအကျိုးမပေးပါလားဗျာကျုပ်ဒီလိုရှောက်ဖူးပါတယ်အမှန်တော့လက်ငင်းအကျိုးပေးတာသူတို့မသိလို့ပါဟောဘိဓါကြီးကျုပ်မှာခဲ့မယ်လက်ငင်းအကျိုးပေးပါတယ်ဗျတန်ဃာတော်လှူတာလက်ငင်းအကျိုးပေးတာများသိချင်ရင်လေဟောနောက်ရဲ့တန်ဃာ၅ပါးလောက်ဆုံးပင့်ကတ်ကြည့်ဆုံးပင့်ကတ်ကြည့်တန်ဃာဆုံးကတ်ကြတဲ့ကိုကဘိဓါကြီးကျုံမင်းမဲ့စားနေကြချင်းမောင်ဟင်းငပိချက်နဲ့တော့ကတ်ရဲ့လားကတ်ပါဘူးဗျဘုန်းကြီးကောင်းကောင်းဖုံးပေးမှန်းသိတော့ကျက်သားလေးဖြစ်တော့ဝက်သားလေးဖြစ်တော့ဟင်းကောင်းလေးတွေနဲ့ကတ်ကြကတ်တော့ကျုံမယုံမဲ့တန်ဃာတော်တွေကအဲ့ဓာတွေအကုန်လုံးတဒုံးမှမချမ်းမဲနဲ့အကုန်လုံးများဖုံးပေးသွားနိုင်ရလားပြိဿဟောမဖုံးပေးနိုင်လို့ကြမ်းနေတာလေးတွေခင်ဗျားတို့မစားရဘူးလားလက်ငင်းမြမယုံရင်လည်းဖြင့်ကဆုံးကတ်ကြီးပေါ့တန်ဃာတော်ကျက်သားဟင်းနဲ့ဆုံးကတ်တဲ့နေ့ခင်ဗျားတို့ကျက်သားဟင်းစားရမှာကတော့လက်ငင်းသေးကြပါပြီဆွဲတရားဟောတယ်မအောင်မေးနဲ့ဆုံးကတ်ချင်းစိတ်လေးပါလေးပေါက်လာအောင်မှန်လားပြိဿကြီးခင်ဗျားတို့ကျွတ်တို့နဲ့တန်တဲ့လက်ငင်းရတော့ဒါပဲကိုဗျဟိုကဖယားလှူရတာပြစ္ဆေကဗုဒ္ဓလှူရတာခင်ဗျားတို့ကသမုတိတန်ဃာလှူရတာအမှန်တော့လှူတဲ့ခင်ဗျားတို့ကလည်းပူထူကိုင်ကျွတ်တို့ဘုန်းကြီးတွေကလည်းပူထူကြာတော့ကျွတ်တို့သာသနာနောက်ပိုင်းကျွတ်တို့ဘဝတွေကတော့ပူရင်ထူရင်ထူရင်ပူရင်နဲ့ဒီလိုသေကြဒါပေမဲ့လို့မသေးခင်ဥပန္နိတယအမိရပြီးတော့ဖယားပြစ္ဆေကဗုဒ္ဓယဟန္တာတွေနဲ့တွေ့ပြီးတော့နိဗ္ဗာန်လျင်မြန်စွာဝင်ကျင်ကြလို့ဒီအလုပ်တွေကလုပ်နေကြပါစီမှန်လားပြိဿကြီးကဲဘာတို့ကြီးတို့တထေဖြစ်သွားပြီဘာဖြစ်သွားတော့ပြိဿကြီးကဲဒီတော့ဆွမ်းဒါနတစ်ဆက်ထဲနဲ့ဘုန်းကြီးနည်းနည်းလေးဆက်ပြီးတော့ဟောကြပါသေးတရားနာပြိဿကြီးဟောဒီဆွမ်းကိစ္စဆွမ်းဒါနနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောမလို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားဖယားနဆူတို့ရဲ့အကြားမှာတထေကြီး5ဦးဗျဒီဆွမ်းဒါနကယ်သွားပုံလေးဘုန်းကြီးပြောမလို့အဲ့ဒီတထေကြီး5ဦးနာမည်ကိုကြုတ်ပြောမယ်နည်းနည်းလေးမှတ်ကြည့်စမ်းပါပြည်သားကြီးဆိုကြည့်စမ်းပါမင်ဒကတထေကြီးစန္ဒဗဒုမဒေဝီသာဒနေဆယတထေကြီးအဲ့ဒီမင်ဒကနဲ့ကျွတ်တို့စန္ဒဗဒုမဒေဝီမှာပေါက်ခွားတဲ့သားပေါ့အဲဆိုဆိုဒနေဆယတထေကြီးသူမနဒေဝီဆိုတာချွေးမဒနေဆယဆိုတာသားပြီးတော့ပြောလိုက်ကျွန်းပုံနာကိုင်ပဲ2ယောက်တို့5ယောက်ရပါပြီကိုင်ဒီတော့ကောင်းပြီဗျအဲ့ဒီတထေ5ဦးနားမဆန့်တဲ့အကြောင်းတွေလာကြားတဲ့ဗျဘုရားနှစ်စုကြားမှာ
ဘာကြတော့ဆိုတော့ဒီကနေ့ကနောက်3နှစ်ကျော်လို့ရှိရင်ဖြင့်အစာရည်စားငတ်မော့ခေါင်းပါတဲ့ဒုဗိကန္တရကကြီးစိုက်တော့မတဲ့ပရိသတ်ကိုင်းတထေးတွေကျက်သိမ်းထားခေါင်းကြည့်သွားဟာမလေးကြောက်စရာကောင်းလိုက်ပါပြီတထေးကတော့ဒီကနေ့ကနောက်3ရက်3နှစ်လွန်မြောက်လို့ရှိရင်တော့ငတ်မော့ခေါင်းပါတဲ့ကကြီးစိုက်တော့မတဲ့ဟေးဘယ်တော့မှမကြဘူးလားတွေတို့ကြားလာပြီဘယ်တော့မှမကြုံဘူးလားတွေတို့ကြုံလာပြီဒီကနေ့ကနောက်3နှစ်မြောက်ရင်ငတ်ပြတ်သေးချေပျက်စီးကုန်လိမ့်မယ်တဲ့တို့တော့အသေးမခံဘူးဟဲ့တထေးတွေကပဲရွှေတွေငွေတွေမထားနဲ့ရွှေတွေငွေတွေမထားကြနဲ့ဟေးဇဘာတွေကြီးဝယ်ပြီးတော့လှောင်ကြပါစို့ဟောတထေးငါဦးစဘာတွေဝယ်ပြီးတော့ကြည်အလုံးပေါင်း2500ပြည့်အောင်လှောင်ကြတယ်ဗျာဒီကတ်ကြီးလွန်မြောက်အောင်3နှစ်ကိုဗျ3နှစ်ကျော်ရင်ဒီကတ်ဆောင်ဒီကတ်ဆိုင်မှာဆိုတော့တရားနာပြိဿကြည်2500စဘာတွေလှောင်ကြကြည်2500ကပို့တဲ့စဘာတွေကိုပုတ်တည်တဲ့ထဲကြကြည်ဆိုတာကျွတ်တို့ခုခေတ်လို့ဆိုဂိုတောင်မျိုးလိုဟာတွေပေါ့အဲ့ဒါမျိုးအလုံးပေါင်း2500အပြည့်လှောင်တာဗျပြီးတော့ပို့တဲ့စဘာတွေပုတ်ထဲထဲပုတ်ထဲကပို့တော့တောင်းထဲကပို့တော့အိုးထဲကပို့တော့ဆလောင်းထဲကပို့တဲ့စဘာတွေကြတော့မြင်းညက်နဲ့နယ်ပြီးတော့အိမ်နံရန်ကတ်ကြတဲ့ပြိဿမြင်းညက်နဲ့ကျွတ်တို့အင်္ဂလိပ်ကိုင်းတယ်လို့ပေါ့ဗျာညံနဲ့အခမ်းမသိလို့နောက်ဆုံးအစင်မပြေတာတွေခွာစားတာစားရမှာကိုင်းအိမ်နံရန်မြင်းညက်နဲ့ကတ်ကြဒီလိုနဲ့တရားနာပြိဿကြီးတထေးတွေနေပြီးတော့လာလိုက်တာဒုဗေကန္တရကကြီးမဆိုင်ခင်မှာကြီး2500စဘာတွေစားလာလို့ကုန်ခဲ့ဗတဲ့ပြိဿကိုင်းကုန်နိုင်စရာမရှိပါဘူးခင်ဗျားတို့စဉ်းစားမှာပေါ့ဒါပဲဒီကုန်ပြီဗျသူတို့ကြီးစားတာမှမဟုတ်ဖဲနဲ့ကြီးကျွန်းတွေကနဲတာမှမဟုတ်ဖဲနဲ့ကြီးကျွန်းတွေကအများကြီးကျွတ်တို့ဓနင်စရတထေးရဲ့ဓနင်စရတထေးဆိုတာအဲ့ဒီမင်းတကတထေးကြီးရဲ့သားရာဇကြိုမှာတထေး5ဦးရှိတယ်ဗိမိသာရမင်းရဲ့နိုင်ငံသောတိကသတိလကကုဏမင်းတကပုံနာတထေး5ဦးအဲ့ဒါရောက်ဖရောမောင်းလဲနှမလဲဖြစ်တဲ့ကောသလဘုရင်ကြီးကဗိမိသာရရောက်ဖရောကြီးရဲ့ထံမှာတထေးသွားတောင်းငါတိုင်းပြည်တထေးရတနာမရှိတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်မတတ်နိုင်ကတထေးတွေအာကိုရသည်ဆိုပြီးတော့တထေးရတနာတစ်ပါးထားပြီးတော့တထေးသွားတောင်းတော့ဗိမိသာရကမြေပေါက်တထေးဖြစ်တဲ့တထေးကြီး5ဦးကိုမပေးနိုင်ဘူးအမောင်ကောသလဒါဖြင့်တယောက်တော့ရမှပြန်မယ်ဆိုတော့ဓနင်စရပေးလိုက်တယ်မင်းတကတထေးကြီးရဲ့သားပေးလိုက်တော့တာဝဋ္ဌိမြို့နေပြီးကျင်းလို့မင်းနေပြီဆိုတာအမတန်ကျင်းမြောင်းလို့သူကိုယ်တိုင်မြို့တည်ပြီးတတ်မှတ်ထားလို့တာကေတမြို့လို့ဒဏ္ဍင်စရတည်ပါတယ်အဲ့ဒီတာကေအမောင်တို့ကုန်ပြီကွယ်တော့ပြန်ကြတော့မင်းတို့လည်းငါမကျွေးနိုင်တော့ပါဘူးဟေးတနာလိုက်ပါရဲ့ငါ့ကိုမိခိုးပြီးတော့စားနေရတယ်ဘဝဒါပေမဲ့လို့မင်းတို့မြင်တဲ့အတိုင်းကြီး2500လှောင်းလာတော့လဲကုန်ခဲ့ပြီကွယ်တော့အမောင်တို့မကျွေးနိုင်လို့မင်းတို့ဖာသာရှားဖွေပြီးတော့စားကြတော့ဘာပြောတော့ကျေးကျွန်တွေကတထေးကြီးခမညာကျန်တော်တို့ပဲစီလာလို့ပဲစီသွားရမတော့တထေးကြီးကိုမိခိုးပြီးတော့စားလာခဲ့ရတဲ့ဘဝမို့ကျွန်တော်တို့သေခြင်းသေပါစေတော့ဘယ်မှမသွားပါရစေနဲ့တထေးကြီးခြေရင်မှအသက်ပြောက်ပါရစေဟုတ်ပါဘူးကွယ်မင်းတို့ဒီတိုင်းဆိုငါနှိပ်စက်တယ်လို့ဖြစ်မှာပေါ့မင်းတို့မှမကြွေနိုင်မဲနဲ့မင်းတို့ငါချေရင်ထားပြီးတော့ငါကလည်းအသက်ပြောက်ခံနိုင်မှာမလားအမောင်တို့သွားကြငါတနာလို့ရှိရင်မနှိပ်စက်ကြပါနဲ့အဲ့ဒီတော့မှကြေးကျွန်တွေငိုးယိုပြီးတော့ထွက်ကြဂိုင်းသူတို့ပုတ်ထဲကစဘာတွေအိုးတဲ့ဆလောင်းထဲကစဘာတွေစားလာခဲ့ဒီလိုစားလာခဲ့တာတရားနာပိဋကကုံရောတဲ့ပြုဒုဗေကန္တရကကြီးဆိုင်လာတော့သူတို့ကြီး2500လှောင်တဲ့တထေးတောင်ကုံရင်ဆင်းရဲသားဆိုတော့ပြောစရာမရှိဘူးချုပ်သေးကုန်မစားရလို့ငတ်တာနဲ့တချို့သေးကုန်အဲ့ဒါ
လို့သေးကုံယုံနေမကဘူးတယောက်နဲ့တယောက်လူကြရက်ကြတိုက်ကြခိုက်ကြပိဿဒီကတ်သုံးပါးဆိုတာကြောက်စရာကောင်းနော်ဒုဗိကန္တရကငတ်မောခေါင်းပါတဲ့ကတ်ဆိုင်လာရင်မစားရလို့ရှိရင်စားရတဲ့အစာစားတော့မစားတဲ့အစာတွေစားပြီးတော့မဖြစ်တဲ့ယောဂတွေဖြစ်လာတဲ့ယောဂန္တရကတ်ဆိုတာနောက်ကပါရဲ့နော်စားစရာမရှိလို့တောင်းကြီးတောင်းလို့မရရင်လူမီလူလို့မရရင်တိုက်မီခိုမီတိုက်မီတိုက်လို့မရရင်တတ်မီအဲ့ဒါလို့တယောက်နဲ့တယောက်တတ်တဲ့တတ်ထန္တရကတ်ဆိုတာလည်းလိုက်လာနိုင်သည်ငတ်လာရင်ယောဂဖြစ်တဲ့ယောဂန္တရကတယောက်နဲ့တယောက်မစားရလို့တတ်တဲ့ကတ်ဆိုတာနောက်ကနှစ်ပါးပါနိုင်သည်ဒါကြောင့်တရားနာရိသကြီးအခုကြည့်တထေကြီးတထေကတော်ကြီးတို့သူတွေငတ်ကြတာမဟုတ်ပါဘူးတချို့သေးကုန်ကြပြီတို့တထေမို့ဒီအချိန်ထိအောင်ဒီလောက်ကြံပြီးတော့နေခဲ့တယ်ကြီးစားမောင်စားတော့လာတာကြီးနဲ့ကုန်ခဲ့ပြီတို့ဘယ်လိုလုပ်ကြမတော့နဲ့ညီရင်ညူရင်နဲ့တရားနာပြေသာနောက်တထေကတော်ကြီးသူအကြံနဲ့ကတ်ထားတဲ့အိမ်နာယံခွာချတော့မြင်းညက်ထဲကစပားလေးတွေရေနဲ့ကျင်လိုက်တော့ရ9ယောက်စာလောက်ဒါပေသည့်စပားလေးတွေလူခိုးမှဆိုလို့အိုးကလေးတွေထက်စလောင်းမုံလေးနဲ့ပိတ်ပြီးဟောမြေကြီးထဲမြုပ်ထားရကြောက်เสียကောင်းလားသာသနာ့ခမရတို့ကျွတ်တို့သာသနာတော်ကြီးနဲ့ကြုံတော့စပားမြေကြီးထဲမြုပ်เสียမလိုပါဘူးခမရတို့ကျွတ်တို့ဒီကမျိုးကြုံဖို့လည်းမလွယ်ပါဘူးပြိဿနော်အခုကြည့်အဲ့ဒီမှာဖြစ်ကုန်ကြပြီဒီလိုမြေကြီးတဲကိုစလောင်းမုံလေးနဲ့ပိတ်ပြီးတော့စပားကိုမြေကြီးထဲမြုပ်ရတဲ့ဘဝရောက်ခဲ့ကြပါပြီဒီကနေ့တော့ဘရင်ထံကခစားပြီးပြန်လာတထေးကြီးကလည်းအစာဆာလွန်းလို့ဟေးတထေးကတော့ကြီးဘာတော့တထေးကြီးရဲ့ကွယ်စားစရာမရှိဘူးလားငါဝင်းနဲ့ပူလောင်လုံးလို့စားစရာမရှိဘူးလားလို့ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့စပားလေးတွေဖော်ပြီးအခွန်ချွတ်လိုက်တော့ဒဇလဲတစ်ခွက်ပေါ့ဗျာ9ယောက်စာလောက်တော့ရလာတထေးကြီး9ယောက်တနတ်စာလောက်တော့ရပြီတော့အဲ့ဒါထမင်းရလို့ပဲချက်စားမလားဆံပြုတ်ဖဲတောက်မလားတထေးကြီးဆံပြုတ်တောက်မဲ့ဆိုရင်တော့နတ်ပေါင်းများစွာတောက်ရလိမ့်မည်ထမင်းရလို့ချက်စားရင်တထထဲနဲ့ကုန်လိမ့်မည်ဒီတထပြီးတော့ဘယ်မှရှာလို့မရကိုလိုငတ်တဲ့လူတွေကြီးဆိုတော့သေဖို့သာရှိတော့တဲ့တထေးကြီးအေးကွာဒါပေမဲ့လို့ငါလည်းဆံပြုတ်ပဲတော့ငါမှတောက်ဖူးတာမှမဟုတ်ဖဲနဲ့ကန်လူမမာစာကြီးလူမမာစောနန်းကွာဆံပြုတ်တော့ရတာနှမရေတထေကတော်ကြီးထမင်းသာချက်တော့ဒီတထဝအောင်စားပြီးတော့ငါတို့နောက်ဘဝကပြုခဲ့တဲ့ဒါနတွေမတန့်ရှင်းလို့ဒီကလာပြီးတော့ဆက်ရတာမို့တထစားပြီးတော့ပေးပါစေတော့ထမင်းသာချက်တော့ထမင်းချက်ခိုင်းတထေငါဦးသမင်းလေးတွေခူးပြီးပကံများတဲ့လက်၌ပြီးစားမလို့အပြင်းများဟောကောင်းကင်ကပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကြွလာလူကံဘုတ်ကိုကြွလာပိဋကကြီးနော်ဒီတလားစာရှိတော့တာမျောလင်းချက်လည်းမရှိတော့ဘူးပြစ္ဆေကဗုဒ္ဓကြွလာပြစ္ဆေကဗုဒ္ဓမြင်လိုက်တော့ဟန်ကြပြီငါတို့ပြုခဲ့တဲ့ဒါနမတန်ရှင်းလို့ဒီကကြီးနဲ့လာကြုံတာတန်ရှင်းတဲ့ဒါနာကြီးငါထမင်းတနတ်စားနဲ့မစားဘဲနဲ့ပြုမယ်လှူမယ်ဟဲ့မင်းတကမင်းမစားနဲ့ဒီတနတ်စားပြီး9ရက်ပြည့်ရင်လည်းသေတော့မှာမစားလဲသေမှာစားလဲသေမှာဒါကြောင့်ဒီဒါနဒုတ်ကြီးကမင်းမြုပ်တော့ဟောဒီကမျိုးကြီးမဖြစ်ရအောင်ဆူတောင်းတော့တထဲကြီးမင်းလူတော့လို့တိုက်တွန်းစားဘူးဗျလူကံပုဂ္ဂိုလ်လားခေါင်းမကြီးပါဘူးတနတ်စားရှိတော့ပိဿကြီးဟိုတထဲ9ခုလူကံပုဂ္ဂိုလ်လာတဲ့ခေါင်းကြီးရဲ့ဒါဖြင့်တရားနာပိဿကြီးရောဘုန်းကြီးဥဇတိလတရားနာရတာခေါင်းမကြီးဘူးလားကြည့်ပါဘူးဗျာခေါင်းကြီးရင်လည်းသေးအောင်ဆံမင်းနေဖြတ်ပြဖို့ရှိကျွတ်တို့တတ်နိုင်တာလဲဒါပဲခေါင်းမကြီးလို့လဲလှူးနေကြတာပေါ့ဟောစောစောကဆိုရင်ကျုပ်ကားပေါ်ထိုင်းနေတုန်းကပိဿမလာသေးလို့စောင့်တော့ဘုန်းကြီးကလည်းရောက်တာကြာပါပြီကားပေါ်တငုတ်တုတ်တုတ်နဲ့သီလမှာပြေးမဖြစ်တော့လက်တရားဘွဲ့ပဲနဲ့လှုပ်စားမလို့ချမ်းတော့လက်ချမ်းတဲ့စောစောစားတော့အချမ်းသက်တာပေါ့အချိန်များများဟောရတာပေါ့ပရိသတ်ကနောက်ဆွဲနေတော့ကျုပ်ကားပေါ်ထိုင်းနေတော့ဟိုးကျွတ်တို့ကြိုင်းတုံနဲ့မိုင်းဆက်ကဘိုလ်ကြီးသိန်းကြီးဒီမှာတာဝန်တစ်ခုနဲ့လာတော့မနေ့ကမှဗျာတဲ့အရှင်ဘုရားတရားတပည့်တော်နာချင်းနေတာကြာတော့လည်းပဲမနာရဘူးဗျအခုတော့ဖြင့်အခါခွင့်သင့်လို့တပည့်တော်
မနေ့ကတော့ငါတပိုင်းတစနောက်ပိုင်းမှာပဲနာရပါတယ်ဗျာတဲ့ဒါကြောင့်မို့တပည့်တော်ငွေအစိတ်နဲ့အရှင်ဘုရားကိုအခုတပတ်တစ်ထည်လှူပါတယ်ဗျာစောစောကကျုပ်ကားပေါ်ထိုင်နေတုန်းလားလှူပါတယ်ခေါင်းမကြီးပုံလေးထည့်ပြောနေတာပါကျွတ်တော်ပရိသတ်လည်းမနေ့ကတော့ငါကြည်စမ်းပါဗျာပြိုးခင်းဖင်ကျွတ်လောက်ရှိတဲ့ပရိသတ်ကငွေ200ရသွားတာကြည့်မှာပေါ့လှူလိုက်ကြတာ9ကျပ်30ဟိုအနှေးရင်ကဆိုရင်ကျွတ်တို့30ဟိုးနှစ်ကတော့ငါဘုန်းကြီးလာဟောတော့ငါလည်းလှူတာပဲပြီးတော့ဒေါ်ပုတို့ကဆိုအစိတ်ပြီးတော့တစ်ထဲ9ကျပ်ဆိုတာမှတ်မိတာလောက်ပြောပေးမယ်လို့မမှတ်မိပဲနဲ့လှူကြတဲ့လူတွေအများကြီးမို့မနေ့ကပရိသတ်နည်းနည်းလေးနဲ့ငွေ200ပြည့်သွားပါတယ်ဒါကြောင့်ကျုပ်လာလို့ခေါင်းမကြီးတာတော့ကျုပ်ကိုယ်တိုင်ပြရပါပြီမှန်လားပရိသတ်ကြီးတိုင်းတထေးကြီးထလှူရောပြုတ်တနတ်စာလေးတထေးကြီးတနတ်စာထလှူလိုက်တော့တရားနာပရိသတ်ကြီးတဝက်လောက်လက်ကပြဟဲ့တထေးကြီးငါကြီးမလူနဲ့မင်းဒီနက်စာရှိတော့တာမင်းမို့တဝက်လောက်ချမ်းအောင်လို့မပြောတော့လဲပြောတဲ့ကဲသူတဝက်လောက်လက်ကလေးကာဗျဟာရှေ့ဗျာအကုန်အလှခံပါဗျာတပည့်တော်ဒီဘဝအတွက်မစားရမှငှက်ညာတော်မမူပါနဲ့အရှင်ဗျာတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလို့လူပုံလေးနော်လူပုံလေးနော်ဒီဘဝမချီးမြှောက်ပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးလောင်းလှူလိုက်လှူပြီးတော့ဆူတောင်းပုံလေးကြည့်တပည့်တော်ထမင်းတနတ်စားကိုမစားပဲနဲ့လှူရသောကောင်းမှုကြောင့်ဟောဒီဒုဗိကန္တရကတ်ကြီးမျိုးဘယ်သောအခါမှမကြုံရလို့ငတ်မို့ခေါင်းမတဲ့ငတ်ပြတ်တဲ့ဘဝဘယ်တော့မှမရောက်ရလို့တပည့်တော်ခေါင်းစင်းမင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့လို့လက်ခမောင်းခတ်လိုက်တာနဲ့တပြိုင်နက်ကြီး2500စဘာတွေအကုန်ပြည့်ရပါလို့ဤအရှင်မယားတို့သိတဲ့တစ္ဆာလေးပါးတရားသိရပါလို့ဤကိုင်းဆူတောင်းပြီးလှူလိုက်နောက်တစ်ထေးတော်ကလည်းမစားဘူးပြုတ်ဒီတော်ဒီလိုလှူရသောကောင်းမှုကြောင့်ဒီကံမျိုးကိုကြုံရပါလို့ထမင်းရိုးတစ်လုံးနဲ့ခုပြီးတော့ကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့တစ္ဆာလေးပါးကသိရပါလို့ဤလှူလိုက်ပြန်ရောပြုတ်နောက်တရားနာပိဿရေတထေးကထလှူတယ်ဒီတော်ဟောဒီတဏ္ဍစာကိုလှူရသောကောင်းမှုကြောင့်ဒီကပ်မျိုးမကြုံရပါလို့တောင်းတလုံးနဲ့မျိုးရိတ်ခါတွေလှဲ့ပြီးတော့လဲဇဘူးတွေတစုံလုံးပေးလို့မကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါသိရပါလို့ဤလှူလိုက်နောက်တစ်ထေးချွေးမလေးကထလှူတယ်တပည့်တော်တဏ္ဍစာလှူရသောကောင်းမှုကြောင့်ဒီကပ်မျိုးမကြုံရပါလို့လွယ်အိတ်တလုံးနဲ့အသပြားတွေနှိုက်ပြီးတော့လှူတော့လဲမကုံရပါလို့အရှင်မြတ်တို့သိမြင်တဲ့သစ္စာလေးပါကိုသိရပါလို့ဤတောင်းလိုက်ဒီထက်ကျွန်းပုံနာတယောက်ကြံတော့သူကလည်းလှူတာပဲပြိဿရေလှူပြီးတော့တပည့်တော်လှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့တပည့်တော်ထွန်သွားတစ်ချောင်းနဲ့ထွန်တဲ့အချိန်ခါမှာလက်ဝဲလက်ရသုံးချောင်းစီပွားပြီးတော့ခုနှစ်ချောင်းရထင်ရပါလို့ဤဖေဟာတပည့်တော်ဒီဖြစ်လေရပါဝဟောဒီအရှင်သခင်များရဲ့ကြည်ကျွန်းသာဖြစ်ရပါလို့ဤဖေဟာကြည်ပြမွဲခြင်းနဲ့ခွေးပါတယ်ကံကျွန်းကကျွန်းစုပြန်တောင်းတာဒါပတိလေကျွန်းသာဆိုတာတစ်ထင်းငါဥနဲ့လက်ရည်တပြင်းသည်စားနိုင်တဲ့ကျွန်းဆိုတော့တန်မြင်ညကျွန်းမမှုပဲခုခေတ်သိမ့်ဒီပေါက်တဲ့တစ်ထင်းအဲ့ဒီကျွန်းပဲမှီလိုက်နော်ဒါကြောင့်မို့အဲ့ဒီတစ်ထင်းတွေရဲ့ကျွန်းဖြစ်ချင်တာပေါ့အခုခေတ်ကစီးတဲ့တစ်ထင်းတွေရဲ့ကျွန်းဆိုရင်ဘယ်ဖြစ်ချင်လိမ့်ကဲဒီလိုတောင်းပြီးတော့လှူလိုက်ကြလှူပြီးတော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကအစီတံပတ္တိတံတုံရှံခိပ္ပါမေဝဟာသမိတ်ဇတုပေးမြဲစုပြည့်စေလို့ပေးပြီးတော့ပြစ္ဆေကဗုဒ္ဓပြန်ကြွတော့လေတရားနာပိဋကပြစ္ဆေကဗုဒ္ဓကဟိုကောင်းကင်ကန္ဓမာရဏတောင်ရောက်အောင်မြင်စေဆိုတဲ့အဓိဋ္ဌာန်ကျပြုပြီးသူ့တပိတ်တစ်လုံးထဲကထုတ်ပြီးပြစ္ဆေကဗုဒ္ဓ900လှူတာမကုန်တာတွေသူတို့မြင်ရတော့သရဘလဝပို့ကြည့်တာဗောဗျဒါလည်းတရားနာပိဋကကြီးအစားစားမစားရဘဲနဲ့တထေးငါဥအိတ်ရာကနေပြီးတော့တထေးကြီးနိုးလာတော့တထေးကတော့ကြီးခြာလိုက်တာကွာဝင်းနေလေပူလောင်လှကြီးရဲ့စားစရာလေးတစ်ခုလောက်မရှိဘူးလားအဲ့ဒီတော့တရားနာပိဋကကြီးတထေးကတော့ကြီးမျက်ရည်ဝိုင်းလာဟေးတနာလိုက်ပါပြီငါတနာလှကြီးရဲ့တထေးကြီးဘယ်တော့မှဒီလိုမညီဘူးပဲနဲ့ငါတို့ဘယ်လိုနည်းနဲ့မှတို့ဘဝမကုန်နိုင်ဘူးလို့တွက်ချေချထားတဲ့ပစ္စည်းတွေကုန်လို့အခုစားစရာတနတ်စားတောင်းမှမရှိတော့တဲ့ဘဝမို့တထဲကြီးကျုပ်တနာလိုက်လေချင်းတ
ဒါပေမဲ့လို့မရှိဘူးလို့လဲသူ့ပါးစပ်ကမထွက်ရဲဘူးဗျာမရှိဘူးပြောရမှာကြောက်သွားထမင်းအိုး9ယောက်သားစားဖို့ခူထားပြီးပြစ်စစ်ကဗုဒ္ဓလှူလိုက်တာလဲသူအသိသားနဲ့ပြည့်ရသားနဲ့မင်းနေတော့မရှိဘူးပြောရမှာလဲသူကြောက်မှတ်ကြနော်ရှေးတုန်းကမရှိဘူးပြောရမှာသိကြောက်ကြည့်ဟိုမှာမရှိဘူးပြောရမှာကြောက်တော့ငါကိုယ်တိုင်ယူပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်ဟိုထမင်းအိုးလေးမပြမလို့ထမင်းအိုးလေးမပြမလို့မိဖို့တဲ့ဝင်သွားတော့ထမင်းတွေကစလောင်းမုံလေးကြွပြီးတော့အကုန်ပြည့်ဟောကြည်စားဟာထမင်းတွေပြည့်နေပါဖြင့်လားဟင်တထေးကြီးပြမယ်တထေးကြီးကိုငါဝါအောင်ကျွေးလိုက်မယ်လေဝမ်းသာလွန်းလို့လက်ကလေးနဲ့ထမင်းအိုးမပြီးတထေးကြီးဟဲ့ဘာတော့ကွမလီကျုပ်လေကျွတ်တို့9ယောက်ဟောစားဖို့ပြင်ပြီးတော့ပြည့်စိတ်ကဘူးတာလှူလိုက်တာတည့်ရသားနဲ့မရှိဘူးလားမေးတော့ကျုပ်ကမရှိဘူးဆိုတဲ့စကားပြောရမှကြောက်လွန်းလို့ဝင်ကြည့်ထမင်းတွေပြည့်နေပြီးတော့ဟောဒီအာရအောင်စားအာရအောင်ဝအောင်စားပြီးတော့လို့ထမင်းအိုးလေးကပြလိုက်တော့တထေးကြီးဝမ်းသာသွားဟာဟေးဒါဖြင့်တို့တနတ်စာလှူတဲ့ဒါနအကျိုးပေးပြီကွာကောင်းစေမင်္ဂလာပြုပြီးကောင်းငင်မော့ကြည့်ပြီးလက်ခမောင်းခတ်တာကြီး2500စဘာတွေပြည့်တထေးတော်ကလည်းပဲလက်ဝဲလက်နဲ့ကင်ပြီးတော့တရားနာပြေးတာဟောထမင်းအိုးလေးနဲ့လက်ရလက်နဲ့ရောင်းမနဲ့ခူးကျွေးတာတပြေလုံးကျွေးတာကုန်မှုတဲ့ဗျာပိဿကြီးသဘူးတွေတချုံလုံးကျွေးလိုက်တာထမင်းတိုးတဲ့နဲ့မကုန်ဘူးတဲ့ပိဿကြီးခုခမရတို့အဲ့ဒီထမင်းအိုးများမရကြဘူးလားရကြဝယ်ကြဒါရှိတာကိုဗျာဝယ်မရမှာကျုံလည်းဘာတန်းနိုင်တဲ့ဘုန်းကြီးမဟုတ်ဘူးကြည့်တရားနာပြေးတာအဲ့ဒီထမင်းအိုးနဲ့ရှောက်ပြီးဝေးတာကုန်မှုတဲ့နောက်တရားနာပြေးသားတထေးသားကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါလေးရှောက်ပေးမကုန်တထေးချွေးမလေးကလည်းလွယ်တလုံးနဲ့အသပြားလေးနိုင်လူမကုန်အမလေးကျွန်းယောက်ျားကလည်းထွန်သွားတစ်ချောင်းနဲ့ထွဲထွန်းတာတရားနာပြေးသားဟော9ချောင်းရထင်တယ်ဗျာဒါကြောင့်အဲ့ဒီတထေးငါဦးကိုအကြောင်းပြုပြီးတော့ဇဘူးဒိတ်တကျွန်းလုံးငတ်ပြတ်နေတဲ့ဒုဝိကန္ဒရကကြီးထမင်းတနတ်စာလေးနဲ့ကဲနိုင်ခဲ့တဲ့ဆိုတာသိရသဖြင့်တရားပေါက်ကြပါစေမန္တလေးမြို့မှာရှိတဲ့ဝါဝါတွေဝင်ထိန်ပြီးတော့ယခုလိုတက်တမြသင်ကြားပြီးတော့တရားဓမ္မတွေဖောက်တဲ့ချဖယားအဆုံးအမတွေမပြောက်ပြက်အောင်ထမ်းဆောင်နေရတဲ့တန်ဃာတော်အရှင်မြတ်များစေတနာထားပြီးတော့မန္တလေးရှင်မြို့တော်ကြီးကဝအောင်ကျွေးနိုင်ကြပါစေဒါပဲကျွတ်တို့ဆုတောင်းရမှန်လားတရားနာပိဿကြီးတိုင်းဒါကြောင့်တရားနာပိဿရေမဟာဒုတ်တင်မကဘူးခမရတို့ပေါ်စေရနာပို့ပြီးကျုပ်ဒီဇတ်ထုတ်တထုပ်အပြေးလွှမ်းခတ်တုတ်တုတ်ဟောရတာနော်နောက်ပိုင်းကြတော့မဟုတ်ဘူးဟုတ်တယ်ဇွညင်းမဲ့ဆိုတာကျုပ်ဟောတော့မှဖြစ်တဲ့ဖြင့်အခုခိတ္တရဆိုင်တဲ့အချိန်ခါမှာခမရတို့ဖြတ်ပိုင်းကလေးတွေနဲ့ဟံပတိုင်းပေးတော့နဲ့လှူဒန်းညာဗျာကိုင်းနားပါရစီအိုးဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော့တတိတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တကူရှိလို့မပင်ပန်းကြတာဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း